Hello Arsenal Football Club page ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့သုံးသက်ခြင်းတဲ့အကြောင်းအရာကကျွန်တော်မနေ့ညက Arsenal နဲ့ဒီ Brentford တို့ပွဲပေါ့နော်အဲ့ပွဲမှာ Arsenal က Brentford အသင်းကို 2-0 နဲ့နိုင်ရရှိပြီးတော့အမှတ်ပေးစရာရဲ့ထိပ်ဆုံးမှာ Man City အသင်းကို5မှတ်ဖြတ်ပြီးတော့ဆက်ပြီးဥဆောင်ထားတယ်ပေါ့နော်ဒီပွဲမှာ Arteta ကအဓိကသမားတွေဂျူလီယန်တင်ပါရဲ့easy ရဲ့ဘူကာဥစာကရဲ့အနားပေးထားတယ်အနားပေးထားပြီးတော့ဒီမာတင်အိုရီကက်လည်းပွဲထွက်လာတယ်ဒီနေရာမှာစကနေရာမှာတော့ဒီမတူအကီပွဲထွက်လာတယ်တဲမနေရာမှာတော့ဒီကျွန်တော်ဘန်ဝိုက်ကိုလိုင်းရတယ်မှာစပြီးသုံးလာတယ်ဗောနော်ဒီအာဆင်နယ်ရဲ့စင်တာဘက် CV 2ယောက်ကာဗီယန်နဲ့ဆလီဘာကဒီတန်ရန်ပြဿနာတွေကြောင့်ဒီပွဲကိုလွှဲချော်ခဲ့တဲ့အတွက်စင်တာဘက်မှာတော့ကျွန်တော်တို့ဒီနေ့မှာအသင်းကိုရောက်ရှိလာတဲ့ကစားသမား2ယောက်ဒုတိယအကြိမ်ပွဲထွက်လာတယ်ပေါ့နော်ဒီပွဲမှာတော့ဒီတစ်ဖက်အသင်းက Brentford လည်းဖြစ်တာတယ်နောက်တော့ Brentford ကလည်း attacking ကို short ချထားတဲ့အတွက်ဒီ CV 2ယောက်ကတော့ညာတော့ဒီငြိမ်ပဲကစားသွားတယ်ဒါပေမဲ့Arsenal ကဒီနေ့ရာသီကန်ဆိုးနေပဲပြောရမလားမသိဘူးတရားပြဿနာကထပ်ကြုံရပြန်တယ်ဒီ Mosquera ကမတစ်ဖက်ပိုင်းမပြီးခင်ပါပဲဒီခေါင်းဘောလုံးခေါင်းခုန်တိုက်တာခေါင်းခုန်တိုက်တာကိုအောက်ပြန်ကြတဲ့အခါမှာခြေထောက်ကအကျမတော်ပဲနဲ့ဒဏ်ရာရသွားတဲ့အတွက်line up မှာမသုံးမဲ့ထားတဲ့ဂျူလီယန်တင်မာကိုဝင်ကစားစေခဲ့တယ်ဒီနေရာမှာတခုပြောစရာရှိတာကအာဆင်နယ်နောက်တန်းကစားသမားတွေတော်တော်များများကဒီ position 2နေရာ3နေရာကစားနိုင်တဲ့ကစားသမားတွေဖြစ်တဲ့အတွက်ဒီအရန်ခုံမှာတရားလောက်ရှိနေရင်ကိုကျွန်တော်တို့ကဒီ super rotation ရကျွန်တော်တို့ကအဆင်ပြေအောင်ကစားလို့ရတယ်ဒါပေမဲ့ဒီဆိုရစရာတစ်ခုကတော့ဒီနောက်ပွဲဘီလာနဲ့ပွဲမှာဆလီဖာပြန်ပါလာနိုင်ရင်တော့ဒီအာဆင်နယ်အတွက်အဆင်ပြေမယ်ဒါမှမဟုတ်အာဆင်နယ်ဆလီဖာပြန်မလာနိုင်သေးဘူးဆိုရင်တော့အာတီတာအတွက်ရွေးချယ်စရာအရန်နေတယ်ပေါ့နော်ဒီကွန်လန်မှာတော့ဒီကန်ရိုက်ကတော့အခုထွက်လာတဲ့တဲ့နေရာဒီကန်ရိုက်ကသူဒဏ်ရာရတာမဟုတ်ဘူးနော်ဒီတိုင်းပဲသူ okay လို့ပြောထားတယ်ဒီဘီလာနဲ့ပွဲပြီးသွားရင်တော့ဒီကန်ရိုက်တို့သူမန်နီတို့ကိုကျွန်တော်အနားပေးသိမ့်ပြီလို့ထင်တယ်ဗျဘာလို့ဒီကောင်လေးသူတို့နှစ်ယောက်ကအမြဲတမ်းကစားလာတယ်ဗျရာသီစကလေးကဒီကစားလာရတာသူတို့အရန်လဲမောပန်းနေပြီလို့ကျွန်တော်ထင်တယ်ဒီပြီးတော့ဘီလာနဲ့ပွဲပြီးသွားရင်အခုကန်ရမယ့်ပွဲက UCM မှာUCM မှာကန်ရမှာ Crab Fruit လားမသိဘူးအဲ့အသင်းနဲ့ကန်မှာဒီ UCM မှာကိုကတရားထိန်မှာပြီးတော့အမှန်9ပွဲမှာ9ပွဲလုံးနိုင်ထားတဲ့အတွက်လေဒီအရင် pressure မရှိဘူးအဲ့ပွဲမှာကျွန်တော်တို့အရင်အနေနဲ့လွတ်ပြီးတော့ဒီ Premier League ကိုပဲအောင် site တင်တယ် UCM ကဒီရှုံးထွက်တွေမှာပဲပြန်ပြီးတော့အောင် site တင်တယ်လို့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ဒီဒဏ်ရာကစားသမားတွေအရင်များပြားနေတာကကျွန်တော်တို့ရဲ့ဒီတရားဒီတာကျွန်တော်တို့ target တွေကိုကျွန်တော်တို့ထိခိုက်သွားနိုင်တယ်ဗျအခုဆိုလို့ရှိရင်တိုက်စစ်မှာကလူကဟာဘက်ကလွယ်ရင်လူဆောင်တဲ့လောက်ပြန်ဖြစ်လာပြီဒါပေမဲ့ဒီတိုက်စစ်မှာဒဏ်ရာကစားသမားတွေပြန်လာတဲ့အချိန်မှာပဲအာဆင်နယ်ကကန်ဆိုးချင်တော့အာဆင်နယ်ခံစစ်မှာအဓိကကစားသမားတွေဒဏ်ရာရသွားတယ်ဒဏ်ရာရသွားတဲ့အတွက်အာဆင်နယ်ကအခုနောက်ပိုင်းဆိုလို့ရှိရင်ကာဗီယမကာဟေးမပါတဲ့ပွဲတွေမှာအာဆင်နယ်ကဆက်ပြီးတော့သိအားမကိုးတော့ဘူးပြီးတော့အာဆင်နယ်ကဒီအခုနောက်ပိုင်းမှာအရင်ကအာဆင်နယ်ကဆက်ပြီးကနေပဲကိုးသွင်းတဲ့အသင်းဆိုပြီးတော့အမြဲဝေဖန်ခံရတယ်ဒါပေမဲ့အခုနောက်ပိုင်းအာဆင်နယ်သွင်းတဲ့ဂိုးတွေကဆက်ပြီးကမပါတဲ့လောက်ဖြစ်တယ် open play တွေကသွင်းတဲ့ဂိုးတွေopen play တွေကဒါကကာဗီယမပါတဲ့အတွက်အာဆင်နယ်က open play ကိုပို့ပြီးတော့အောင်ဆိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးတော့ဒီပွဲမှာမာဒူအကီပေါ့နော်မာဒူအကီကစကားကြတော့ကျွန်တော်တို့ကဒီအာဆင်နယ်နဲ့ကစားတာလည်းကြာပြီဒီ Arsenal system ကိုလုံးဝအသားကျနေတဲ့ကစားသမားဒီမာဒူအကီကကြောအဲ့လိုမျိုးမဟုတ်ဘူးသူကကျတော့စကာလို system အားကိုးတဲ့ကစားသမားအထက်သူကတဦးချင်းနဲ့ပောက်ကွဲအားကိုသုံးပြီးတော့ကစားတဲ့ကစားသမားဖြစ်တဲ့အတွက်တစ်ဖက်နောက်တန်းကိုတော့စကားထပ်ပူပြီးတော့အလုံးရှုပ်စေတယ်ဒါပေမဲ့ Amprodet တွေနောက်တော့တောင်းခံမော corner တင်တဲ့အခါမှာသူ့ရဲ့ cross တွေကလိုရမရောက်ဘူးပြဒါပေမဲ့ညာအပွဲမှာတော့ဒီဘန်ဝိုက် overlap တက်လာတာကိုသူနောက်ပေါက်လေးနဲ့ထုတ်ပြရတော့တကယ်ကောင်းတယ်တကယ်ကိုတက်ရတယ်ဒီကိုကလည်းဒီမာဒိုယာကီကြောင်ရတယ်လို့လည်းပြောသွားနိုင်တော့ဒီပွဲမှာတခုအားရတဲ့ရှိရဘန်ဝိုက်နော်ဘန်ဝိုက်ကဒီကာလာရှီတန်ရပြီးတဲ့နောက်ပိုင်းဘန်ဝိုက်ကအရင်ဘန်ဝိုက်ကိုကျွန်တော်ပြန်မမြင်ရသေးဘူးနော်ဒါပေမဲ့ဒီပွဲမှာတော့အရင်ဘန်ဝိုက်ပုံစံမျိုးကိုကျွန်တော်ပြန်မြင်ရတယ်ဒါကဒီကျွန်တော်တို့ဒီဘက်မှာဒီဘန်ဝိုက်ပတ်ချမ်းမှာဆိုကျွန်တော်တို့အစတင်မဆော့နေတင်မအရန်ကောင်းတဲ့အတွက်ဘန်ဝိုက်ကပွဲချိန်လုံးလုံးလည်းမစော့အောင်ဒါပေမဲ့အခုညပွဲမှာတော့ဘန်ဝိုက်ကိုကျွန်တော်အားရတယ်နောက်ပွဲတွေမှာဘန်ဝိုက်နဲ့တင်မကိုကျွန်တော်တချို့ပွဲတွေမှာဘန်ဝိုက်ကိုသုံးလာမယ်လို့လည်းကျွန်တော်မြင်တယ်
ပြီးတော့ Arsenal ကွန်းလဲပေါ့နော် Arsenal ကွန်းလဲကဒီမာရီနိုကတော့ဒီခုနောက်ပိုင်းဖော်9နေစော့တာများတယ်ဒီကန်ရိုင်းနဲ့ဇူဘီမန်ဒီအဓိကကစားသမား2ယောက်ပေါ့နော်ဒီဖြစ်ချင်တော့ဒီကန်ရိုင်းနဲ့ဇူဘီမန်ဒီကဒီရာသီမှာလုံးမနာရသေးဘူးသူပွဲတွေအများကြီးကစားစက်တိုက်ကစားထားရတယ်ဒီကန်ရိုက်ဆိုလို့ရှိရင်ညအပွဲမှာသူဒဏ်ရာရသွားပြီတော့ထင်တာပေါ့ဒါပေမဲ့သူဒဏ်ရာရမှာဆိုလို့ပြီးတော့ပွဲတန်ဖို့ချရလဲပါမယ်ဒီကန်ရိုက်က83မိနစ်မှာဒီကန်ရိုက်ကလူစားလဲဖို့တောင်းဆိုလိုက်တယ်ပေါ့နော်အဲ့အချိန်မှာယောဂရက်ဝင်လာတယ်ယောဂရက်ဝင်လာပြီးတော့ဒီကန်ရိုက်နားတော့ရသွားတယ်ပေါ့ဒါပေမဲ့ဒီ Sunday မို့ Saturday ဘီလာနဲ့ပွဲမှာဒီကန်ရိုက်ပြန်ပါလာမယ်လို့တော့ကျွန်တော်မျှော်လင့်တယ်အဲ့ပွဲပြီးသွားရင်တော့ကျွန်တော်တို့ဒီကန်ရိုက်နဲ့ဇူဘီမန်ဒီကိုကျွန်တော်တို့နားပေးဖို့လိုပြီလို့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့အဲ့ကစားသမား2ယောက်သာဒဏ်ရာရသွားမယ်ဆိုရင်အာဆင်နယ်ရဲ့ဒီရာသီလမ်းကြောင်းတွေကဒီခုလမ်းကြောင်းမှန်ပေါ်ရောက်နေတာကလမ်းကြောင်းချွတ်ချော်မှုတစ်ခုဖြစ်သွားပြီးတော့အဲ့မှာဖလားဆုံးရှုံးနိုင်တာတွေပါဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်ကဒီဘီလာနဲ့ပွဲပြီးရင်တော့ဇူဘီမန်ဒီနဲ့ဒီကန်ရိုက်2ယောက်ထက်1ယောက်ကိုတော့တလဲစီသုံးပြီးတော့2ယောက်လုံးကိုနားပေးဖို့လိုပြီလို့ကျွန်တော်မြင်တယ်ပြီးတော့မီခဲမော်နီနိုပေါ့နော်မီခဲမော်နီနိုက17မိနစ်မှာသူခေါင်းတိုက်ပြီးတော့ဂိုးရှူသွားတယ်အဲ့ဂိုးကြောင့်ပဲအာဆင်နယ်ကဒီပွဲကိုတက်တာကစားလို့ရသွားတယ်ဒီဂိုးမှာဆိုလို့ရှိရင်ဘန်ဝိုက်ပြေးလိုက်တဲ့ဖြတ်တယ်ဘောကကောင်းတယ်လို့ဒီဘရန်ဖို့ရဲ့ဧရိယာပေါက်ထဲမှာဘရန်ဖို့ကစားသမား9ယောက်လောက်ရှိတယ်အဲ့9ယောက်ဂျားမှာမီခဲမော်နီနိုကနေရာယူထားတာအဲ့ဒါကိုဒီပန်ဝိုက်တင်ပြီးတဲ့အချိန်မှာ तू ကတိုင်းမမှန်နဲ့ပဲခေါင်းခုန်တိုက်သွားအပုံမှန်ခေါင်းတိုက်ချင်တော့မဟုတ်အောက်ကမြေကြီးကိုစိုက်ပြီးတိုက်တော့ဂိုးမှန်းလည်းဘယ်လိုမှမတက်နိုင်ဘူးဒီနေရာမှာမီခေမော်ရီနိုဘယ်လိုပြေးထွက်ပြီးဆုံးသက်တာလဲကျွန်တော်အရန်အံ့ဩရပေါ့နော်ဘာလို့လဲဆိုတော့သူ့ဘေးနားမှာရှိနေတာကဂရန်ဖုတ်ကစားသမား9ယောက်အဲ့9ယောက်ကြားထဲကနေမီခေမော်ရီနိုကဒီပန်ဝိုက်ဖက်တင်ဘောကိုဒီတိုင်းမမှန်နဲ့အဆုံးသက်ပြီးတော့အာဆင်နယ်အတွက်ဥဆောင်ကိုရယူပေးသွားတယ်ပေါ့နော်ပြီးတော့ဒီနေရာမှာဒီအရင်နှစ်တွေမှာဆိုလို့ရှိရင်အာဒီတာကတချို့ပွဲတွေမှာလှုပ်ထိုက်တာတွေမလုပ်ဘူးလူစားလဲဖို့တွေအရန်တွေ့ဝေနေတယ်အခုဒီနှစ်မှာအာဆင်နယ်ကဒီဘာတာရောက်လာတဲ့အတွက်ကစားသမားတွေအများကြီးဝယ်ထားတယ်ဒါတော့ကစားသမားတွေအများကြီးဝယ်ထားတာတော့ကျွန်တော်တို့ကကစားသမားစုံလုံးနဲ့တော့ရတဲ့ပွဲတွေကအရန်ရှားတယ်ပေါ့နော်အရန်ရှားတယ်ဒီအခုဆိုလို့ရှိရင်တိုက်စစ်ကလူဆုံးလာတဲ့အချိန်မှာခန်းစစ်ကလူတွေတယောက်ပြီးတယောက်နားနေတယ်ဒီပွဲမှာဆိုလို့ရှိရင်ဆာကာတို့ဘာလို့အနားရထားတယ်ဘီလာနဲ့ပွဲကြော်ရင်တော့ဆာကာတို့ဘာလို့လိုက်ပြန်သုံးမယ်လို့မြင်တယ်ဒီမိနစ်80လောက်မှာဒီမာဒိုယာကီနဲ့ကျွန်တော်မာတင်နယ်လီကိုထုတ်ပြီးတော့ကျွန်တော်တို့ဒီအာဒီတာကဆာကာနဲ့အီစီကိုထည့်ခဲ့တယ်ပေါ့ဒါကမှန်ကန်တဲ့လဲမှုလို့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ဒီမာတင်နယ်လီကလည်းဒီပွဲမှာသူကစူပါဆက်အနေနဲ့ပဲပို့ပြီးတော့တင့်တော်တဲ့ကစားသမားဖြစ်နေတယ်ပြီးတော့ဒီ AC ကမာဒိုအကီကလည်းဟုတ်ဘူးကျွန်တော်မှားသွားတယ်ဗျာမာတင်နယ်လီကလည်းဒီစူပါဆက်အနေနဲ့ပို့ပြီးတော့အဆင်ပြေတယ်မာဒိုကီကလည်းမိနစ်80လောက်မှာသူလောက်ဆရာကုန်းသွားတယ်ဗျာသူ idea run out ပုံစံမျိုးဖြစ်သွားတယ်အဲ့မှာအဲ့ချိန်မှာပဲဒီအာဒီတာကဆာကာကိုလူစားထည့်လိုက်တယ်လူစားထည့်တာမှန်ကန်တယ်လို့လည်းကျွန်တော်မြင်တယ်ပြီးတော့အဲ့ဆာကာရတော့တဲ့ကိုပေါ့နော်အဲ့ဂိုးမှာဆိုရင်မီခဲမိုရီနိုကအာဆင်နယ်ကွန်းဘက်ချန်မှာဗျအာဆင်နယ်ကွန်းလက်ဘက်ချန်မှာသူဘောလုံးဆရတယ်ဘောလုံးဆရတဲ့အချိန်မှာဒီအာဆင်နယ်ရဲ့ defensive attacking role မှာကျတော့ဒီဆာကာနဲ့ရောက်က2ယောက်ရှိတယ်အဲ့မှာသူကဘယ်လမ်းကြောင်းကိုထိုးမလဲဆိုတော့သူ2မိနစ်2စက္ကန့်3စက္ကန့်လောက်သေချာစဉ်းစားရတယ်ဗျဒီမှာဆာကာတို့နေမှန်းသိတယ်ဒါပေမဲ့တမ်းမထူဘူးဆာကာထွက်မဲ့လမ်းကြောင်းကိုချင်းသားကိုက်ကိုထိုးပေးလိုက်တယ်ဗျဘောလုံးကဒီအဲ့ဘောလုံးကသူပေးတဲ့ passive quality ကအရန်မကောင်းပေမဲ့ဒါပေမဲ့သူတော့လိုက်တဲ့ timing ကအရန်ကောင်းတယ်ဗျဒါအဲ့ကြောင့်ဘူကာဆာကာကဒီ brand ကိုကစားသမားတယောက်ကိုတစ်ချက်ပတ်ပြီးတော့ကန်လိုက်တယ်ကန်လိုက်တာကို brand ကိုသမားပုတ်ခဲ့ပေမဲ့ဒါပေမဲ့ဘောလုံးကအနီးကကန်တာဖြစ်တဲ့အတွက်ဘောလုံးကပြင်းပြီးတော့ကိုးထဲကိုရောက်သွားတယ်ကိုးစီကျော်သွားတဲ့အတွက်ကိုးရသွားတယ်ပေါ့နော်ဒါကတော့ဒီ brand နဲ့ပွဲမှာကျွန်တော်ဒီဘန်ဝိုက်တို့ပြန်လာတာတွေရယ်မာဒိုကီအားကိုးရတာတွေရယ်ဇူဘီမန်ဒီတို့ရယ်ဒီကန်ရိုက်ပေါ့ဒီကန်ရိုက်ကတော့ဒဏ်ရာလေးရသွားတယ်ထင်ပေမဲ့အခုသတင်းတွေအရဒီကန်ရိုက်ကဘာမှမဖြစ်ဘူးသူပီလာနဲ့ပွဲပြန်มาနိုင်တယ်ပေါ့နော်ပြီးတော့ဒီနှစ်မှာအာဆင်နယ်နဲ့ပတ်သက်ပြီးကျွန်တော်အားရတဲ့အချက်တစ်ခုကဒီအရင်နှစ်တွေမှာဆိုလို့ရှိရင်အာဆင်နယ်ကဒီပွဲတစ်ပွဲကိုရလက်တွေပါကြီးရင်းရိုင်သွားပြီဆိုရင်နောက်ပွဲတွေမှာသူတို့ကပြန်လာနိုင်မှုနည်းနည်းခဲရင်းနေဗျာဒီနှစ်မှာဆိုအာဆင်နယ်က2ပွဲဆက်တိုက်အမှတ်လျော့တာပါညာမရှိဘူးဒါကဒီအာဆင်နယ်ကရင့်ကျက်လာတယ်လို့ပြောလို့ရတယ်
ပုံမှန်ဆိုလို့ရှိရင်အာဆင်နယ်ကဒီဇင်ဘာပွဲချက်ကာလာဖြစ်ဖြစ်နိုဝင်ဘာပွဲချက်ကာလာဖြစ်ဖြစ်သူရမှတ်တွေဆုံးရှုံးတယ်ဒီနှစ်လဲရမှတ်တွေဆုံးရှုံးခဲ့တယ်ဒါပေမဲ့ဒီနှစ်ရမှတ်တွေဆုံးရှုံးတာကကျွန်တော်တို့လက်ခံပေးလို့ရတဲ့ပွဲတွေဗျာဒီလီဗာပူးနဲ့ပွဲမှာလဲကျွန်တော်တို့ကဆမ်မော်စလိုင်းရဲ့ဒီမထင်မှတ်တဲ့ free kick ကြီးနဲ့ကျွန်တော်ရှုံးသွားတယ်ဒီသေးကြတဲ့ပွဲ၃ပွဲကမန်စီးတီးသေးကြတယ်ဆန်နာလန်သေးကြတယ်ချယ်ဆီသေးကြတယ်မန်စီးတီးသေးကြတဲ့ပွဲကလည်းလက်ခံပြီးလို့ရတယ်ဆန်နာလန်သေးကြတဲ့ပွဲဆိုကျွန်တော်တို့နိုင်နေတာဒါပေမဲ့ဒေးဗစ်ရိုရီယာကမလိုအပ်ဖက်နဲ့ရှေ့ကိုတက်ဆွဲလိုက်တဲ့အချိန်မှာကျွန်တော်တို့နှစ်မှတ်ဆုံးရှုံးခဲ့ရပါတော့ဒီချယ်ဆီနဲ့ပွဲမှာတော့ဘယ်လိုပြောရမလဲဆိုတော့ဒီသူတို့တယောက်ရော့ပြီးမဲ့ချယ်ဆီကဥဆောင်ကိုမထင်မှတ်ပဲနဲ့စရတဲ့ခါမှာအာဆင်နယ်ပြန်လာအောင်နည်းနည်းခတ်သွားတယ်ပြီးတော့ဟိုအခက်တွေလည်းအများကြီးပြခံထားဖြစ်တဲ့အတွက်ဒီကိုလုတ်ချင်လို့လုတ်လို့မရဘူးเนาะပွဲကို control လုပ်လို့မရအောင်အဲ့လိုကြောင့်ဒီနှစ်အာဆင်နယ်ကဒီ EPL ဆက်လက်ပွဲကစားပြီးတော့အဆင့်1မှာအဆင့်2က Man City တင်းကို9မှတ်ဖြတ်တာတယ်ဒါပေမဲ့ Man City နဲ့ကျွန်တော်တို့ကြာမှာတမန်ကြောင်းတွေရှိတယ်ကျွန်တော်တို့9မှတ်ဖြတ်ထားတဲ့အချိန်တွေကနေပြီးတော့ဒီ Man City ကကျွန်တော်တို့ကိုကြော်ပြီးဖလားယူသွားတဲ့တာတကရရှိရဲအဲ့ဒီအတွက်ကြောင့်မလို့မီခဲအာဒီတာနေနဲ့တချို့ပွဲတွေမှာ squad rotation ကိုလုပ်ရမယ်ဒါပေမဲ့ဒီနှစ်မှာမီခဲအာဒီတာနဲ့ပတ်သက်ပြီးကျွန်တော်အားရတဲ့အချက်ကမီခဲအာဒီတာက squad rotation ကိုကောင်းကောင်းလုပ်တယ်ညတော်ပွဲမှာလည်းအဓိကကသမားအချို့ကိုနားပေးတယ်ဒါပေမဲ့ကန်ဆိုးပြီးတော့ မော်စကွဲနာသွားတဲ့အတွက်ဂျူဒီယန်တင်မဝင်ကစားရတယ်ဒါအလွှဲရင်တော့ကျွန်တော်အကုန်ဆင်ပြေပါတယ်ဒီနောက်ပွဲမှာတော့ဒီဗီလာပက်မှာဗီလာနဲ့ကစားမဲ့ပွဲမှာဆလီဗာပြန်ပါမယ်ဆိုရင်တော့အာဆင်နယ်အတွက်ဒီအနိုင်ရလက်တစ်ခုရဖို့ဒီပို့ပြီးတော့အနိုင်ရလက်တစ်ခုကိုအလွယ်တကူပို့ပြီးတော့ရနိုင်မယ်လို့ကျွန်တော်မြင်တယ်ဆလီဗာပါလာရင်တော့အာဆင်နယ်ကပို့ပြီးတောင်းတဲ့အသင်းဖြစ်သွားမယ်ပြီးတော့တီကန်ရိုင်းနဲ့ဇူရီမန်နီတို့ကွန်းလဲရလဲအရန်ကိုအားကောင်းတဲ့ကွန်းလဲအတွဲပဲဖြစ်နေတယ်ဒါပေမဲ့ဒီပွဲတွေပြီးရင်တော့ကွန်းလဲအတွက်ကိုအာဆင်နယ်နားပေးဖို့လိုအပ်ပြီးမဟုတ်ရင်မနစ်ကဒီကန်ရိုက်ရာသီကုန်ကနေမောပန်းသွားတဲ့အခြေအနေမျိုးတွေကြုံရမှာကိုကျွန်တော်စိုးရိမ်နေဒါပေမဲ့မီခဲအာဒီတာအနေနဲ့ဒါတွေကိုပြင်ဆင်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒါကအာဆင်နယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုသုံးသပ်ဆွေးနွေးသွားတာဖြစ်ပါတယ်